ကဲအားလုံးပဲခုဆိုလို့ရှိရင်1389ခုနှစ်ကိုကျော်လုံး1388ခုနှစ်ကိုမြန်မာတက္ကသိုလ်ရောက်ရှိလာဖြစ်ပါတယ်အဲ့တော့အခုလိုနှစ်ဆန်းကာလလေးမှာကျွန်တော်တို့မွေးနေ့ကိတ်လေးလာမလို့ရပြီဆိုတဲ့အကြောင်းသိပေးလိုက်ပါတယ်ကျွန်တော်ဆိုင်နေရတော့တော်တော်မျိုးမှရှိပါတယ်ခုဆိုလို့ရှိရင်ကျွန်တော်ဒါရှစ်လက်မှချီဝင်ကိတ်သားလေးကိုဆိုပြပါပါတယ်ထင်းမှာ strawberry ဂျန်လေးကိုညှပ်ပေးရပါတယ်ဂျန်ဆိုရင်ဒီဖက်လေးလည်းပါပါတယ်ဒါ topping လေးနဲ့ဟုတ်လိုက်ပါရောဗျာခုဆိုတော့တကြမှာပြီးရင်ကဲပြီးတော့ခုဆိုလို့ရှိရင်တဲကွဲတဲ့သူရှိသလိုဒီနောက်ကြောင်ဝင်ပြီးအများကြီးရှိနေဖြစ်ပါတယ်ကျွန်တော်ကတော့ဘယ်နဲ့မှမပါပါဘူးတဲလည်းပဲဒီနောက်လည်းမကြသေးပါဘူးပုံမှန်တိုင်းပဲလဲပတ်နေတယ်လို့ပြောလို့ရပါတယ်ဒါပေမဲ့ကျွန်တော်မပြောဘူးဗျာလုပ်ပြီးပြန်အောင်ရပြီဆိုတော့ကျွန်တော်ပြောလာဆိုတော့ရုပ်လေးပဲကြည့်ပါဗျာရုပ်လေးကြည့်ပြီးဆိုရင်ကျွန်တော်တိတ်ဆွဲရလေးဆက်ပြန်ကြည့်ပါဗျာဆိုတော့ကျွန်တော်ကဲ train ဖြူလေးအောင်မဆင်းနေပါလိုက်မှာဖြစ်ပါတယ်ခဲချက်လေးကိုင်းနေဆိုရင်ကျွန်တော်အများကြီးတော့ဖမဆော့တပါဘူးကျိုးသားကျိုးသားရဲ့ကောင်းပြီးတယောက်ပါတော့နေပြီးတော့ကျွန်တော်ဒါကြံရည်လေးအပြာအောင်လေးအုပ်လိုက်ပါဖြစ်ပါတယ်ကျွန်တော်ဆွဲပုံလေးကတော့စီလေးက9လေးနဲ့ပုံလေးဖြစ်တဲ့အတွက်ဒီကာလာလေးနဲ့လိုက်မယ်ထင်လို့ကျွန်တော်အုပ်လိုက်တာပါအစတော့နောက်ကရထားတန်းလေးနဲ့ပုံလေးဆွဲမယ်လို့ရည်ရွယ်ထားပေမဲ့ပြီးတော့ခါကျမှရထားတန်းလေးကအရင်ကြည့်နေတဲ့အတွက်ကိတ်နဲ့တော်တဲ့ခါကျတော့မှကျွန်တော်ပုံစံပြောင်းပြီးတော့ခုလို9ပုံလေးဆွဲမှာဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုကြည့်နေလို့အားလုံးစိတ်အကျဉ်းမှာကိုကြီးချမ်းသာနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်မကြည့်တဲ့သူတွေလည်းစိတ်အကျဉ်းမှာကိုကြီးချမ်းသာနဲ့ပြည့်စုံကြပါစေလို့ကျွန်တော်ဆက်ပြီးတော့ဆုတောင်းပေးလိုက်ပါတယ်ခုဆိုတော့ကျွန်တော်ဒါအယုတ်လေးစတင်ရောဗျာကျွန်တော်ရုပ်လေးစတင်တဲ့ခါမှာရေဝဲနဲ့ပင်ကူနေရာမှာကွဲလို့တော့ဘေးကလူကပြောနေကြပါဒါပေမဲ့ရေပွဲကရေပွဲပင်ကူကပင်ကူပါပဲခင်ဗျားနဲ့တူမလို့ပါဗျာဘယ်တော့မှတူလာမလဲမဟုတ်ပါဘူးဘယ်တော့မှနီးစက်မှလည်းမဟုတ်ပါဘူးအဲ့ဒါကိုလိုက်ပြီးတော့နီးစက်အောင်လုပ်လို့ဘယ်လိုမှစီမံမပေါ့ဘူးသူကသူကိုကကိုမလို့ကိုနေရနဲ့ကိုနေတာအကောင်းဆုံးဖြစ်မှာပါဆိုတော့အုံးမင်းလေးထပ်တင်ပါမယ်အုံးမင်းလေးမသုံးခင်မှာတော့ကျွန်တော်အရင်ဆုံးဒီအပင်လေးဒီကိုရင်ဆုံးကျွန်တော်ကြည့်ပါတယ်ဘာလို့လဲဆိုတော့တချို့အုံးမင်းလေးတွေအရွယ်လက်မစုံတဲ့အခါကြလို့ရှိရင်မလာဘူးဒီလိုဗီဒီယိုတွေလုံးနေကြသူမဟုတ်တဲ့တရားမို့လို့ကျွန်တော်တို့ရဲ့စကားတွေမှာမားရပါသွားလို့ရှိရင်လည်းအားလုံးခွင့်လို့ကြပါလို့ကျွန်တော်ပြောချင်ပါတယ်နောက်လည်းဒီလိုဗီဒီယိုလေးထပ်တင်ပါမို့လို့တချို့စပြီးတော့ဆွဲမဲ့သူတွေပဲဖြစ်ဖြစ်like လုပ်ကြည့်နေတဲ့သူဖြစ်ကျွန်တော်ကောက်လေးကို follow ထားဖို့လဲကျွန်တော်နှိုးတော့ချင်ပါတယ်ကျွန်တော်တက်ကြွတဲ့ဆရာများအားလုံးလည်းကျွန်တော် respect ပေးပါတယ်ကျွန်တော်လည်းတင်ဆရာမြင်ဆရာများအားလုံးလည်းကျွန်တော် respect ပေးပါတယ်သူတို့ရဲ့အားလုံးရဲ့ဗီဒီယိုကိုကြည့်ပြီးတော့ကျွန်တော်ဒီနေ့ဒီချိန်လို့တက်မြောက်လာတာဖြစ်ပါတယ်ပညာမှာမွေးကြရပါလာမဟုတ်လို့အားလုံးပဲ like ကြိုးစားကြဖို့လည်းကျွန်တော်တိုက်တွန်းချင်ပါတယ်ကြိုးစားလို့ရှိရင်စီနံလို့ရှိရင်တော့ကျွမ်းကျင်တဲ့နေရာတစ်ခုရမှာပါကိုယ်နဲ့ထိုက်တဲ့နေရာရောက်သွားပြီဆိုလို့ရှိရင်တော့ကိုယ်နဲ့ထိုက်တဲ့ရေချင်းတစ်ခုမှာခင်းကျင်းပြသနိုင်မှာဖြစ်ပါတယ်အားလုံးပဲကျွန်တော်ဗီဒီယိုလေးကြည့်ပြီးကြိုးစားဖို့မျှော်လင့်တယ်လို့တခြားဆရာများရဲ့ဟာကြီးကြည့်ပြီးတော့လည်း like ပြီးတော့တင်ယူဖို့အတွက်ကျွန်တော်မျှော်လင့်ပါတယ်ကျွန်တော်ဗီဒီယိုလေးကြည့်ပြီးတော့အဆင်ပြေတာဆိုကျွန်တော်အများဝမ်းသာပါတယ်မသိနားမနေရရှိရင်လာမေးလို့ရတယ်လို့ကျွန်တော်တို့နေတဲ့မှာအမှားလေးပါလို့ရှိရင်လည်းထောက်ပြလို့ရပါတယ်ကျွန်တော်အားလုံးလေးသားပါတယ်ကျွန်တော်လာမဆွဲတဲ့သူတွေ